လို့ဖြစ်နေပါစေအောက်တန်းစားနဲ့မွေးဖွားလာတဲ့ကောင်မဘလို့ကံမျိုးတွေကြောင့်များညီရဲ့ရှားပါတဲ့သွေးမျိုးစားတစ်ခုတည်းနဲ့တင်တကယ်နိုင်ငံတဝင်းလုံးမှာတစ်ခုတည်းတော့ရန်ကုန်ရဲ့အချမ်းသာဆုံးမိသားစုနဲ့ညီကပတ်သက်နိုင်ရတာလေ အကေမင်းရဲ့ဆေးရုံမှာလဲနေတဲ့အတုံးမကျတဲ့မင်းရဲ့မေကိုမသိစေချင်ရှိုင်းတော့လူတဲ့လက်ထပ်ပြီးတဲ့နောက်လာစီအိမ်အတွက်350ရှာယူပေးရမယ်ပြီးတော့လက်ဝဲပစ္စည်းကိုလည်း ကျမယူသွားမယ်နေ ရှင်ပါလောက်တာလေဖေဖေကြည့်ပါဦးသူကကျေးဇူးကနေဝင်ပလင်မကြီး ဒါမှမဟုတ်ညီမလေးကပဲအဲ့အိမ်သွားလိုက်နေရဲ့ရီစားဟောင်း18ရောက်လုံးလဲငါစေကဲမှာစိတ်ကူးတောင်းမခံယူဘူးလေမကောင်းတဲ့မိမတစ်ယောက်နဲ့အိမ်ဖူးတွေချင်းပါရဲ့နေလဲစိတ်သွားစိတ်ကြည့်ပါလား နေမစက်ကိုပိတ်ထား ပြီးတော့နောက်ဆိုဘာစကားမရှိရှိငါ့ရဲ့မိသားစုဝင်တွေမထိခိုက်ပါနဲ့ငါ့ရဲ့အချမ်းသာဆုံးယောက်ျားရဲကျော်ပြောလို့ရတယ်နင်တို့သိကြပြီလားဘိုင်ဘိုင် ထက်ထက်နေစောင့်ကြည့်နေလိုက်နေဘယ်ချိန်ထိအကျော်သိနိုင်လဲဆိုတာကိုငါတေချာကြည့်ရအောင်ပါရဲကျော်က6ကြီးဆိုတာကိုလူတိုင်းသိကြတာပဲမြုံနေတဲ့ကောင်ဒါကလူပြောများတဲ့အိတ်ဆက်ပြီးမိန်းမတွေကိုစိတ်ဝင်စားတဲ့ရဲချော်ဆိုတာလားမင်္ဂလာဦးညမှာသူဘာလို့ဒီလိုမျိုးထိုင်နေရလဲ မင်းရောက်လာပြီပေါ့မမ ဒါပေမဲ့ तू ကငါ့ထက်9နှစ်တောင်ကြီးอ่ะဘာလို့ငါ့ကိုမမလို့ခေါ်ရရလဲ လိုက်မာတယ်ကစားဟာ